ဒီနေ့တော့ကျမကခီးရောက်နေတာမို့လို့အပြင်လေးသွားစရာရှိတယ်။အပြင်မသွားခင်ကြော်လေးတွေလျှော့ပါမယ်ရှင်။ပထမဆုံးကျမကကောင်းကတ်ပုံစံလေးနဲ့ဖြည့်လျှော့တယ်။လေးချောင်းထောက်ပုံစံလေးနေလိုက်ပြီးကြော်ရိုးလေးခေါ်တယ်။ကြော်ရိုးလေးခုံးတယ်။ဒီရဲ့အနေထားကကျမတို့တညာလုံးအိတ်ထားတဲ့အခါကျတော့ဒီခန္ဓာကိုယ်ကတောင့်တင်းပြီးညောင်းနေတဲ့အခါမျိုးမှာဒီပုံစံလေးကြောခေါ်တယ်ကြောခုံးရင်းနဲ့ဖြည့်လျှော့ရတာကကျတော့အရန်ခုမှာနေလို့ကောင်းတဲ့အနေထားဖြစ်တယ်ဒီပုံစံလေးကိုကျမထပ်ခါလုပ်ပြီးရင်တော့အနောက်ဘက်ကိုဆွဲထိုင်ချပြီးတော့မှကလေးလေးပုံစံနားပါတယ်ပြီးရင်တော့ body တစ်ခုလုံးကို stretch ဖြစ်ဖို့အတွက်ကျမတို့ outward နဲ့ကလေးလေးပုံစံကိုထပ်ခါလေးသွားဖြစ်တယ်လေရှူရင်းနဲ့ outward တော့ရှူထုတ်ရင်းနဲ့ side pose ရှူရင်းနဲ့ outward ထုတ်ရင်းနဲ့ side pose နောက်တစ်ခါလေးရှူဒီပတ်လေးဆွဲဖွင့်လေးရှူရှူထုတ်ရင်းနဲ့အနောက်လေးမှာဖိထိုင်ချပြီးလေးရှူဒီပုံစံလေးအတိုင်းချက်နေပြီမယ်ပြီးတော့မှကျမတို့ရဲ့ခါကိုလှည့်ပြီးတော့မှကိုယ့်ရဲ့ဗညာလေးနှစ်ဖက်ကို twisting လေးလုပ်ပြီးတယ်အနောက်ဆောက်ကလေးတွေကိုမြင်အောင်ကြည့်ခါကိုလှည့်အလဲပြန်သိမ်းမယ်ပြီးရင်တော့အနောက်လေးပြန်ပြီးတော့မှဆွဲထိုင်ပြီးလိုက်ပြီးခြေထောက်ကလေးတွေအရှိကိုစထုံမယ်ဒီရှူလက်နှစ်ဖက်ကောင်းဖို့ဆက်ရှူထောက်အပေါ်ခန္ဓာတင်းအားလေးလျှော့ရှူသွင်းရှူထောက်အနောက်ဖက်လေးတစ်ခါထပ် twist လေးရှူလက်တွေကိုကောင်းဖို့ဆက်ရှူထောက်လေးနဲ့ခန္ဓာအပေါ်ပိုင်းတင်းအားလေးတွေလျှော့လေးရှူရှူထောက်ဘေးလေးတစ်ချက်ကိုလှည့်ပေးမယ်နောက်တစ်ခါအလဲပြန်သိမ်းမဲ့လေးရှူရှူထောက်နောက်တစ်ခါလေးရှူလက်တွေကောင်းဖို့ဆက်ရှူထောက်ဘေးလေးတစ်ချက်လှည့်ပေးမယ်တတောင်လေးတွေကိုေးပြီးခါလှည့်ရှက်ရှူရယ်ထောက်တယ်ဒီနေရာလေးမှာငြိမ်လေးတစ်ချက်နေမယ်တကောက်ကလေးတွေဖိရှာမယ်လေးရှူနောက်တစ်ဖက်ကိုလှည့်ခါကိုလှည့်တတောင်လေးကိုကွေးရှာပြီးအရန်အညောင်းပြေတော့လေးရှူလက်ချောင်းလေးတွေရှူထောက်ပြီးရင်ကျွန်တော်တို့ navasana เนาะဆိုတော့ဒီ empty stomach ဖြစ်နေတဲ့အချိန်မျိုးမှာဆိုရင် one bite ကလေးတွေအလုံးလောက်ရတာမနက်ပိုင်းဆိုကောင်းတယ်ပေါ့ဆိုတော့လက်နှစ်ဖက်ကိုဘေးမှာမထားနိုင်တဲ့လူကတစ်ခေါက်ခွက်ကနေကြိုက်ထားပေးလို့ရတယ်ဆက်နိုင်သေးရင်တော့ဒူးကောင်းလေးတွေဆက်ထုတ်ပေးမယ်ဘိုက်ညစ်အားတွေခံစားမယ်စတောက်ကလေးတွေကြစ်ထားပေးမယ်လက်လေးနှစ်ဖက်ကရှီမလေးရနေကိုင်းဒူးတွေကိုထပ်ဆန့်ထုတ်ပေးအောင်မယ်ပခုံးတင်းအားတွေကိုလျှော့ထားမယ်ခြေပွားနှစ်ဖက်ကိုပူပြီးတော့မှခြေပြောက်လေးအောက်ကိုရှခန္ဓာအပေါ်ရဲ့တင်းအားကိုပါလျှော့ပြီးကိုယ့်ရဲ့ဘေးပေါင်တစ်ဖက်20နော်ပေါင်ကျွိုင်းမှာရှိတဲ့ဒီတောင့်တင်းနေတဲ့ဒီကြွက်သားလေးတွေကိုတပြေးပြေးနဲ့ထပ်ဖြည့်လျှော့ဖို့ကြိုးစားမယ်ဆိုတော့လက်ချောင်းလေးတွေကိုတတ်နိုင်သလားအရှိကိုများဆန်းထုတ်ပြီးအပေါ်ပိုင်းတင်းအားလေးကိုလျှော့ဒီနေ့ဖို့လောက်နဲ့ပဲကျမကတော့လုံလောက်သွားပါပြီရှင်